အရန်ကိုရတာရှိရဲမာလာမဲသားကင်နေလို့ပြမှာဖြစ်ပါတယ်မဲသားလေးကိုလိုတဲ့လိုမျိုးပပလေးလှီးပြရှင်အချုံမုတ်ရဲ့စားရဲ့ပြူတကြားလို့ရဲ့ရောင်တင်မုတ်ရဲ့ငြုပ်ကောင်းမရေကိုအနေငယ်ဖြူပြီးတော့သားလေးကိုနှက်ပေးထားလိုက်ပါမယ်ဒီထဲမှာအရေးကြီးဆုံးကတော့ရေကငန်းသားလေးကိုနှက်ပေးတဲ့အခါမှာရေကတဲ့တာတွေမှာတနားရီလောက်ထိုင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်နားလုံးတိတ်ပြီးတော့ထားမယ်ဆိုလို့ရှိရင်တော့မဲသားလေးရဲ့နုညံ့ပြီးအရန်ကိုရတာရှိနေမှာပါပဲနော်အခုတော့မြန်ရေကတဲ့ကနေပြီးတော့ဒီနှက်ထားတဲ့အရွက်ကလေးတွေကိုထပ်ပြီးတော့အသားလေးတွေကိုနှက်ပေးလိုက်ပါမယ်ဒီအရွက်ကလေးကအရန်ကိုမမွေးပြီးတော့အရန်ကိုစားကောင်းတဲ့အနှစ်လေးပါအဲ့ဒီတော့လေးကိုနောက်ဗီဒီယိုလေးမှာသိသိရှင်းရပါမယ်အိုးလေးကိုအစီလေးနဲ့အငင်းငယ်ထားပြီးတော့ပိုးလေးပူလာပြီးဆိုလို့ရှိရင်မနှက်ထားတဲ့အမေသားကင်လေးတွေကိုထည့်ပြီးတော့မှကင်နေလိုက်ပါမယ်ကင်နဲ့ခံလို့ရှိရင်ဒီရှေ့အေးအေးလေးနဲ့ပဲကင်နေပါနော်အဲ့ဒီခါကျရင်ဟိုဘက်ဒီဘက်ဟိုဘက်လေးလှမ်းပြီးတော့မှမေသားလေးကိုကင်နေလိုက်ပါမယ်မေသားလေးကိုကင်နေပြီးတော့နည်းနည်းလေးနောက်ခါလေးနည်းနည်းလေးရဲ့အနက်လေးမွေးလာပြီးတော့ညှိုးလာပြီးဆိုလို့ရှိရင်နော်ဗကြလေးလုံးနဲ့ပိုးတဲ့ခါလေးကိုစီလေးနဲ့ဖယ်လေးပေးထားလိုက်ပါမယ်ခဲလေးခါရှိညာနာကတော့ကြောပါကြောပြီးရပကန်းလေးအတိုင်းပဲခဲပေးထားလိုက်ပါမယ်အဲ့ဒါဆိုရှင်မသားလေးအရန်ကိုညံ့ပြီးတော့စားကောင်းနေမှာမှန်ပါပဲနော်အရန်ကိုရတာရှိတယ်မလာမဲခါခင်ကိုလောက်ထားကြည့်ကြပါဦးနော်ဒီရွက်ကလေးလည်းပြင်ပြီးတော့မှလုပ်ပေးထားအောင်လို့လိုက်ခါကြည့်ကြပါဦးရှင်